Good morning ပါဒီနေ့ကတော့ Safari တိုးလောက်ရမယ်နေ့ပါခရနာကြီးထိုးပါပြီကျွန်တော်မိုးတော့နည်းနည်းရွာနေဗျဆိုတော့မိုးတိတ်သွားဖို့တော့ဆူတောင်းပါတယ်ကျွန်တော်အောက်ဆင်းပြီးမနေ့စားမယ်စင်တင်ဖြစ်နေပြီဆိုတော့လေပြီးတော့မနေ့ကတွေ့ခဲ့တဲ့တငယ်ချင်းကိုလည်းနှုတ်ဆက်ပါမယ်ဒီတစ်ခေါက်ပြီးတော့ကျွန်တော်ဆက်တွေ့ဖို့မရှိတော့ဘူးလို့တော့ထင်ပါတယ်သူကလေအိန္ဒိယကိုသွားမယ်ကျွန်တော်ကတော့ဒီမှာတလားဆက်နေပြီးတော့ပြီးကြရင်ထိုင်းကိုသွားမယ်ဆိုတော့ဗျာဆိုတော့ let's go တမနစ်လောက်ဆောက်မယ်တော့ကနူးလေးစီးလို့ရပြီပေါ့နော်ဆိုတော့မနေ့ကရောက်ခဲ့မြစ်တော့ပြန်ရောက်နေရပါဒီမြစ်ထဲမှာကျွန်တော်ကြန့်တကောင်တော့တွေ့ရဒီကင်မရာနဲ့ဆိုရင်တော့မမြင်ရတော့ဘူးဆိုတော့ပြပါအဲ့နာလေးမှာပါကြန့်လေးလို့ဆိုတော့ကျွန်တော်လေပေါ်ရောက်ရင်လည်းထပ်ပြပါမယ်လေပေါ်တက်တော့MCL ट्रांसलेट तो नोट मा नोट निकाले रहो ဒီဆိုတော့လေစထွက်ပါပြီမိချောင်းနေကျက်နေတော့မြင်ရဖို့ရှိတယ်အဲ့ဒါဆိုတော့ထပ်ပြပါမယ်ဒါတော့ကနူးလေးထွက်ပြီးတော့မကြာဘူးမြစ်ထဲမှာရေချိုးနေတယ်နောက်ထပ်ကြန့်တကောင်ကိုထပ်တွေ့ရတာပေါ့နော်ကျန့်နေတာနှိခင်ပိုင်းဆိုရင်အမြင်အာရုံတိတ်မကောင်းကြပါမဲ့အနံ့ခံဆွဲနဲ့အခြားအာရုံအရန်ကောင်းတာကြောင့်မလို့သူတို့အနီးနားရောက်ရင်လေပေါ်မှာပါလာလို့အကုန်လုံးတိတ်လေးနေပေးရပါတယ် You can see the ear he's turning around Yeah. he's hearing the rhinos the hearing and smelling very powerful this is the ပြီးတော့ဒီကန်ဆက်နာလေးမှာနားနေတဲ့ရန်လိုတက်တဲ့မိချောင်းကိုလည်းထပ်တွေ့ခဲ့ပါသေးတယ် and this is the male crocodile you can see top of the snout it's like a ball အခုတွေ့ရတာကတော့ဒါငါးပဲစားတဲ့မိချောင်းတွေပေါ့နော်သူတို့မှာနှုတ်တီအရှိကြီးရှိတယ်အဲ့နှုတ်တီရဲ့ထိပ်မှာဘောလုံးလိုမျိုးအလုံးလေးပါနေရင်တော့အဲ့ဒါမိချောင်းအထီလို့ guide တွေကပြောပြပါတယ် The Gharial crocodile in the wild there are very few male ဒါတော့ကျွန်တော်ဖုန်းနဲ့ရိုက်ထားတဲ့နှုတ်တီရှည်မိချောင်းမှာအမပါကနူးလေတနိုင်လောက်စီးပြီးတော့ပြီပေါ့နော်မိချောင်းနှမျိုးတွေ့ရကြန့်နေသမင်းနေတွေ့ရပါတော့လို့ဆိုလေစီးပြီးတော့ကျွန်တော်တို့တောထဲကို2နိုင်လောက်လမ်းလျှောက်မှာပါဒီလိုမျိုးပါဟုတ်ပါနော်လို့ဆိုကျွန်တော်တို့ဂိုက်3ယောက်နဲ့ဒုတ်တုံချောင်းပါပါတယ်လို့ဆိုတော့ဒီ30နေကောင်ကကျွန်တော်တို့ဒီရောက်လာလို့တုံနဲ့ချောင်းပါပေါ့နော်အဲ့လိုမျိုးပေါ့တော့ဟုတ်ပါဆိုတော့ကျွန်တော်တို့ဒီတောထဲမှာတော့ဒီလိုဘဝနေကျန်းနေတော့တွေ့ရဖို့ရခိုင်တော့များတယ်ကြားတော့မတွေ့ရတော့နေခင်းဆိုတော့လေကျွန်တော်ပြပါမယ် insect တွေလည်းအစုံချီအောင်နော်အဲ့လိုဆို trace တွေကိုတေချာလေးလာချင်တဲ့လူမျိုးဆိုတော့ဒီလောက်ဖို့ချန်ပေးချင်ပါတယ် Hazur dai dai mo half day after one ခုကတော့ကျွန်တော်တို့တခြားလမ်းကိုတွားနေပါခုနကကြက်အကြီးမှအကြီးတကောင်တွေ့ပါတယ်လို့ဆိုကျွန်တော်တို့နည်းနည်းရက်ပြီးကြည့်ရပါတော့ဒါပေမဲ့ကြက်နေတာဘယ်လိုပြောရမလဲအမြင်အာရုံတော့တိတ်မကောင်းဘူးနေခင်ဘက်မှာဆိုရင်ဒါပေမဲ့သူကနားအရန်ပါတယ်ပြီးတော့အနမ်းခံနိုင်ဆိုရင်ကောင်းတယ်လို့ဆိုတော့ကျွန်တော်တို့ဖက်လာတော့မလို့လုံနေလို့ကျွန်တော်တို့တခြားလမ်းကိုရှောင်ပြီးမှထွက်လာတာပါဒါပေမဲ့တကယ်အကြီးဆုံးမှအကြီးပါပဲဒီကင်မရာနဲ့ပြရခက်တာရဲ့ဒီကင်မရာပိတ်လိုက်ဖွင့်လိုက်လုပ်ရင်ဗျာအတန်နေမိနေတော့သူ့ကိုအနောက်ရှက်ပေးမှစိုးရတဲ့အကြောင်းလို့ကျွန်တော်မရိုက်ထားဘူးဒါပေမဲ့ဖုန်းမှာရလိုက်တယ်ပေါ့နော်မိုက်ပါတယ် This
take the Reno before? Unfortunately, this camera only has until 2 zoom, so you cannot see. okay. But No, from so my you phone, see I the got the web. Reno. Yeah. ခုနကမြင်ရတာတော့ကြားလက်သေးရည်ပေါ့နော်ဒါတော့ညမှာလို့တစ်ပင်နေပေါ့တတ်တာပေါ့အဲ့လိုဆိုတော့လက်သေးရည်ကတော့ကြံနေကျွန်တော် guide တွေပြပြတာတော့လက်သေးရကြီးရင်တော့ကြားပေါ့အသေးသေးလေးဆိုတော့ဝက်ပေါ်မှာဗျာစိတ်ဝင်စားဖို့ကောင်းပါလေဆိုတော့ဒီအရွက်ကဆေးဖက်ဝင်တယ်လို့ပြောရတာအဲ့လိုခန္ဓာကိုယ်ပေါ်မှာတွေအဲ့လိုသိရမလားလောက်လိုက်လို့ရှိရင်ရင်ကောင်းနေမလာဘူးပြီးရင်စားလို့လည်းရတယ်ပြီးရင်အေးမိတာဘာလို့ဆိုရင်ရင်တွေနဲ့ပြုတ်ပြီးတော့မှတောက်လို့ရတယ်တဲ့စားကြည့်ပါမယ် The local people they did use this. တော့ခိုင်းဗျ ဒါတော့အစိုးရပိုင်နဲ့ဆင်လို့တော့ပြောပါလေဆိုတော့ခုနဒီကြန့်ကြီးတွေ့ပြီးတော့ကျွန်တော်တို့လမ်းနည်းနည်းထက်လျှောက်တယ်ပေါ့နော်ပြီးတော့ဘာမှတော့တိတ်မတွေ့တော့ဘူးတမင်တချို့တွေ့တယ်မြောက်တချို့တွေ့တယ်အဲပို့ပြီးတော့မျောလင့်ထားပါဒါပေမဲ့လေဒီဟာတဘာဝထဲမှာရဲပြီးတော့ကျွန်တော်တို့သွားကြည့်တဲ့တရိတ်ဆန်နေရဗျာတော်ရန်တရိတ်ဆန်နေဆိုလူကိုအန်ဒီရပြုတ်နိုင်တယ်အဲ့လိုဆိုတော့သူတို့ရှာနေလို့မရဘူးဗျာသူတို့ရှာနေအခက်မသိရင်တို့ကျွန်တော်တို့ရန်ပြုတ်နိုင်တယ်အဲ့လိုဆိုတော့လေဒီလိုဒီလောက်ပဲတွေးခဲ့ရတာကိုလည်းကျင်နေပါတယ်အခုကတော့ကျွန်တော်တို့မြေရဟိုဘက်ကန်ကိုမနက်ကစီးခဲ့လို့လေလိုမျိုးပြန်စီးပြီးမှကူးမှာပေါ့နော်ပြီးရင်ဟိုတယ်မှာနေ့လည်စာပြန်စားမယ်ပြီးရင်တော့ညနေခင်းကတော့ကျွန်တော်တို့jeep နဲ့ပဲ4နာရီလောက်ဒီတရိတ်ဆန်တွေကိုလိုက်ကြည့်မယ်ပေါ့ဗျာကျွန်တော်ထင်တာများတော့အဖြစ်တော့ကြံ့မယ်တွေ့ရဖို့များပါတယ်လို့ဆိုတော့မ jeep နဲ့ဆိုတော့တက်တာတော့ရှိရဲအခုတော့2နာရီလောက်တော့လမ်းလျှောက်ပြီးပြီဆိုတော့ရာဒီတို့ကလည်းနည်းနည်းပူလာပြီလို့ဆိုတော့ဟိုတယ်ပြန်ပြီးနေ့လည်စာစားပါမယ်ဆိုတော့ jeep နဲ့ပြန်သွားတဲ့အချိန်ကျရင်ပြန်ရိုက်ပြပါမယ် So this deer is common species. We see a lot ဒီ of Jeep Safari လောက်တဲ့တစ်ချိန်လုံးမှာလည်းတရိတ်ဆန်တွေတွေ့ရပါမယ်ဗျာကျွန်တော်ရဲ့ action camera ကအဝေးယူရိုက်လို့မရတာကြောင့်မလို့ဖုန်းနဲ့ရိုက်ထားတဲ့ clip လေးတွေကိုနောက်မှထည့်ပေးထားပါတယ်ဗျ jungle fowl on the road, left, right. Wild chicken, the male one. Rooster, jungle fowl. အရှိမတွေ့ရတာတော့တောချက်ဖြစ်ပါတယ် If this type of deer fully grown up, it can be small horse size, like a pony size. ။4နိုင်လောက် Jeep ကားစီးရအိမ်ငိုင်းနေတော့ဗျာမိုးနဲ့မင်းက surprise ဆိုပြီးမှမိုးရွာချပေးလိုက်တော့ကျွန်တော်ရဲ့ fashion ကိုလည်း show လိုက်ပါအောင်ဗျာ။ရန်နေမိုင်းနေပါပြီ။ခုကတော့မိကြောင်မွေးမြူကံရောက်နေရပါတေချာမြင်လားမမြင်လားတော့မပြောတတ်ဒီဟာတော့ဟိုဟာပေါ့ငါးပဲစားရမိကြောင်တွေပါဒီနှုတ်တီးအရှည်မျိုးတွေပေါ့နော်ဟာပါဒါတော့တိတိလေးမဲခုနကတော့ Jeep ပေါ်မှာကနေပြီးတော့ကျွန်တော်ဗာတွေတွေ့တယ်ဆိုတော့သမင်တို့ကြံ့တို့ပေါ့ဗျာဒီထုံးစံတိုင်းမျိုးပေါ့ဒါပေမဲ့ဟိုဟာဒီလိုဗျာဒီ safari လောက်တယ်ဆိုရင်အများကြီးမမျောလင့်ထားတာအကောင်းဆုံးပဲဘာလို့လဲဆိုတော့ကျွန်တော်ကဒီတော်ရိုင်းထဲကိုဗျာ Jeep ကိုင်းနဲ့လာနေတော့ဒီတော့ Jeep အတန်ကြားရနေတဲ့တရိတ်ဆန်ညာရှောင်ပြေးရမျိုးရှိတယ်ဒါပေမဲ့လေဒီတရိတ်ဆန်ရုံသွားပြီးတော့မှသူတို့ပိတ်လောင်ထားတာတော့ကြည့်ရတာတက်ဆိုင်ဒီလိုမျိုးသူတို့နေတဲ့တဘာဝထဲကိုဗျာလေးလာတာပို့ပြီးတော့မှ authentic လည်းဖြစ်တယ်ပြီးရင်ဒီနေ့ဆိုရင်တိတ်ပြီးတော့ပြင်းမှုမကောင်းဘူးပြောရမယ်ဆိုရင်ကနူးလေးစီးပြီးတော့မှစရတယ်လမ်းလျှောက်တယ်ပြီးတော့အခုဆိုရင် Jeep ကားစီးရဲဆိုတော့ဘယ်တရိတ်ဆန်တွေပဲတွေ့ရဗျာဒါအဲ့လိုအစုံလောက်ရတာနဲ့တန်နေပြီပေါ့နော်အခုဆိုရင်လည်းမိချောင်းနေပါကြည့်လိုက်ပါမိုက်ပါတယ်မိုးရွာတာတော့ရက်သွားပြီဆိုတော့ဒီမှာအချိန်15မိနစ်ရတယ်ပြီးရင်တော့ကျွန်တော်တို့
ဂျစ်ကထက်စီးမယ်9နာရီညနေ9နာရီလောက်ကြာရင်တော့ပြီးပြီပေါ့နော်ဒီနေ့အတွက်ကတော့ဟိုတယ်ကိုပြန်ပါပါတခြားမြင်ရမယ်လို့တော့ထင်တာပါပဲတန်စကားကြီးတွေမပါဘဲနဲ့ပြချင်လို့ပေါ့နော်Open. ကြည့်လိုက်ချက်ကြည့်လိုက်ပါဒီမှာတော့ heavy တွေနေတာပါအကောင်ကြီးတွေပါကျွန်တော်စိတ်ဝင်စားတာဒီကောင်တွေကငါးပဲစားရဲဆိုတော့လူတယောက်တာအကန်နေဆင်တော့သူဘာလုပ်မလဲဆိုတော့ကျွန်တော်သိချင်တယ်ဗျSafari တိုးပြီးတော့ဘိုက်စားလာတာနဲ့ဟိုတယ်မပြန်မဲနဲ့ဗျာမြို့ထဲမှာပဲနေခဲ့ရပါဗျာပြီးတော့ချာပတ်သေးလေးခဏစားပါတယ်ဒီနေ့အတွက် Safari ကတော့ပြီးသွားပြီဆိုတော့ညစာစားမှာပါBuffalo Momo ပေါ့ကျွဲသားနေပါ try ကြည့်ပါမယ်မိုက်တယ်ဗျခွာတော့ကျွန်တော် hostel ကိုလမ်းလျှောက်ပြန်နေရပါဒီနေ့တနေ့ကုန်လဲအပြင်မှာဖြစ်နေတာရယ်ပြီးတော့မိုးလဲမိထားရဲဆိုတော့တော်တော်ပင်ပန်းနေပါပြီဆိုတော့စောအိတ်ဖြစ်မယ်ထင်ပါတယ်ပြီးတော့ကျွန်တော်မနေ့ဖက်မနေ့လဲစောထားအောင်ပါပေါ့နော်ကတ်မန်ဒူကိုပြန်ပါမယ်ပြီးရင်အမှ2ရက်လောက်နားပြီးရင်တော့ကျွန်တော်လန်တန်တောင်ကြားအိတ်ဘက်ကို9ရက်လောက်ကျွန်တော် trekking သွားဖို့ရှိပါတယ်အဲ့တော့လဲစိတ်လှုပ်ရှားနေပါတယ်လို့ဆိုတော့ကျွန်တော်ပြန်ရောက်ပြီးရတဲ့ထုတ်ပိုးမယ်အထုတ်ပြင်မယ်ပြီးရင်တော့ရေမိုးချိုပြီးအိတ်တော့မယ်ပေါ့ဗျာဆိုတော့ဒီ vlog တွေကလောက်ပါပဲ thank you ဟိုတယ်ပြန်ရောက်လို့ရေချိုပြီးတော့နားနေတော့ဗျာဟိုတယ်အုံနာတကားခောက်ပြီးတော့မှလာခေါ်တော့ပါလဲဆိုတော့ကြည့်လိုက်တော့ဗျာအခုလိုပဲဟိုတယ်ရှိနေကြံ့ရင်တကောင်ရောက်နေတာပေါ့နော်ဘဝမှာအခုလိုမျိုးဗျာကြံ့ရီကိုလုံးဝအနီးကပ်မတွေ့ဘူးဆိုတော့တော်တော်လေးသဘောကျပါတယ်